လူကပိုးပြီးတော့အကဲ့ရဲ့ခံရတယ်ဆိုတာပိုးပြီးအင်အားကြီးလာလို့ခွေးသေးကောင်ပုဂ္ဂိုလ်ဘယ်သူမှခြေထောက်နဲ့မကန်ဘူးလေတောကကင်းဝေးနေနိုင်ရေးအဲ့လေဖက်ကြည့်နော်လူခွန်းနဲ့စာအောင်ညွှန်းလို့အဲ့ဒါမှလည်းပါတယ်ခွေးသေးကောင်ပုဂ္ဂိုလ်ဘယ်သူမှခြေထောက်နဲ့မကန်ဘူးလေသူကလူပုတ်လူတေလူပေလူညံ့လူဖြင်းကိုဘယ်သူကမှဝေဖန်တိုက်ခိုက်နေမှာမဟုတ်သူကပေးတေသုတ်ပြတ်နေပြီလေအဲ့ဒီလူကိုသွားဝေဖန်နေလို့ဘာကြိုးများမလဲအေးကိုကတန်းတစ်ခုရောက်သွားပြီတော့ဝေဖန်မှုတန်းနေခံရတော့မယ်တန်းပုံမြင့်ရင်ပိုးခံရမယ်တန်းအမြင့်ဆုံးရောက်ရင်ခံရဆုံးပဲဘုရားကအခန့်ဆုံးပဲဒါကြောင့်ဘုန်းတို့ဒါလေးတွေကိုသတိထားအောင်အဲ့လိုမျိုးထိန်ချောင်းနိုင်မှုအတွက်ကလျာဏမိတ်တာလို့လေဟုတ်ပြီနော်ကိုယ့်ကိုအဆုံးမကောင်းလမ်းညွှန်မှုကောင်းနေရှိတဲ့ကလျာဏမိတ်တာလိုလားမလိုဘူးလား good friends မိတ်ဆွေကောင်းလို့လေရှင်နာနာထိုင်ပြီးစဉ်းစားမြတ်စွာဘုရားတဲ့လောကမှာမိတ်ဆွေကောင်းရှိတာ90ခန်းလုံးပြီးတော့တာပဲအောင်မြင်မှုရဲ့90ခန်းလုံးဘဝတိုးတက်မှုရဲ့90ခန်းလုံးပြီးတော့လူရဆင်းစားလိုက်တာမှန်လားဖျားတယ်အာနာနာမဲအဲ့လိုမျိုးပြောနေ